စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှတက္ကသိုလ်ဝင်ကျောင်းသားများကိုကျောင်းစာစခန်းသွင်းလေ့ကျင့်သင်ကြားပေးနေတဲ့စခန်းများအများပြားရှိလာကြောင်းဆရာမများကပြောပါတယ်။ဒါပေမဲ့ကျောင်းမှာချက်ပေမဲ့အစားအစာတွေကမတန့်တော့ဝမ်းပိုက်နာကြတာတွေဖြစ်တယ်။ရာသီဥတုကလည်းပူလိုက်မိုးရလိုက်ဆိုတော့ဖျားနာကြတယ်လို့ဆရာမတူကမှတ်ချက်ပေးထားပါတယ်။အသားဟင်းအတုပ်ဟင်းရီပါဝင်တဲ့ထမင်းသုံးတဲ့အခမဲ့ချွေပြီးလျှက်စစ်မီရေပုံမှန်ရရှိနိုင်ရန်စီစဉ်ထားတယ်လို့ပြောလာပါတယ်။လက်နက်ကင်တချို့လည်းစောင့်နေသည်ကိုတွေ့မြင်ရပါစစ်ပေးကမ်းများလည်းရှိပြီးစေယုံတင်ကုသပေးရတဲ့အခြေအနေကိုမရောက်သေးကြောင်းထပ်ပါဆရာမကလည်းပြောလာပါတယ်။ဘာသာရေးအလိုက်တက္ကသိုလ်ပါမောက္ခများ3ရက်ကြာလာရောက်တင်ကြားပေးနေသည်ပြောလာပါတယ်။ Grade 12ခေါ်တက္ကသိုလ်ဝင်တဲ့စာမိုးဝဲပြန်ဖြေရမယ့်ကျောင်းသားကျောင်းသူများကိုကျောင်းဆောင်အသီးသီးမှထားပြီးဆရာမများကညပိုင်းမှာလာရောက်နေထိုင်ကြောင်းမိဘများနှင့်တွေ့ဆုံခွင့်လေးပေးထားကြောင်းသိရပါတယ်။ငွေကြေးအဆင်ပြေသူများကိုပိုင်ထက်တန်းကျောင်းတက်ရောက်သူများကပြင်ပတွင်ပြန်လည်တင်ကြားပေးနေကြောင်းနေပြည်တော်ရှိအသက်40ကျော်ရွယ်ကျောင်းဆရာတဦးကပြောပါတယ်။ချက်တဲ့မိသားစုတွေကတော့ခုလုတ်ပေးထားတာမစိုးဘူးလို့ပြောပါတယ်။ဒါပေမဲ့ပြန်ပြေးခိုင်းတာတော့သဘောမကျဘူး။ဘလောက်ပဲထောက်ပံ့ကြုံတွေ့နေရတဲ့လူမှုပြဿနာတွေကလေးတွေရဲ့စိတ်ပိုင်းဒဏ်ရာတွေအဆင်မပြေကြဘူးလို့ပြောလာတာပါ။လူငယ်များတွင်စာမှုဝဲပြန်ဖြေဆိုရမယ့်ဝန်ထုတ်ဝန်ပို့အပြင်အခြားသောအခက်အခဲများလည်းရှိနေနိုင်ပါတယ်။နေပြည်တော်မှာရှိတဲ့မိသားစုက၎င်းတို့ရဲ့သားကိုငွေကြေးကုန်ကျခံပြီးနာမည်ကြီးဘော်ဒါဆောင်တစ်ခုတွင်ပညာသင်စေခဲ့ပါတယ်။ငလင်တန်းကြောင့်ဝန်ထမ်းအိမ်ယာပြိုကျစဉ်ဖခင်ဖြစ်သူတည်ဆုံသွားရမှာမိသားစုအခြေအနေရုတ်တရက်ပြောင်းလဲသွားတယ်လို့၎င်းမိသားစုနဲ့ရင်းနှီးတဲ့ကျောင်းဆရာတယောက်ကပြောလာတာပါခုဘော်ဒါဆောင်ကစားစည်း8သိန်းစားရစာရန်ဖို့9000ထပ်တောင်းတော့အဲ့ဒါလေးပေးဖို့ခက်ခဲတယ်ထင်ပါတယ်စာမွေးဖြေဖို့ပြန်ဆက်တော့မဖြေတော့ဘူးလို့ပြောလာတာပါစက်သားတဲ့စူဆောင်းနေခြင်းကလည်းတက္ကသိုလ်ဝင်ပြန်လည်ဖြေဆိုရမယ့်မိသားစုတွေအချို့ပေါ်တက်ရောက်မှုရှိနေပါတယ်။စပူသီးမျိုးနယ်မှာနေထိုင်တဲ့အမျိုးသမီးတို့က၎င်းရဲ့အသက်25နှစ်အရွယ်သားကြီးရခင်လကစစ်မှုထမ်းဆင့်ခေါ်ခံရထားတာပါ။ညီဖြစ်သူចောင်းသားအစားထိုးခေါ်ဆောင်ခံရမိကိုစိုးရိမ်နေရလို့ပြောလာပါတယ်။တားအကြီးကအိမ်မှာမရှိဘူး။အိမ်က10တန်းကောင်ကအတော်ထောတယ်။တားကြီးမရှိလို့တားငယ်ကိုအစားထိုးခေါ်မှဆိုလို့10တန်းပြန်မဖြေခိုင်းတော့ပဲနေကိုပို့လိုက်တယ်။ကလေးပညာရေးကတော့ဘာမှလုပ်မရသေးဘူး။အသက်မသေးပေမဲ့ဒီနေ့ကလွှဲရင်ချောင်းနီးလမ်းမှာမရှိတော့တာလို့ပြောလာပါတယ်။မက်လ28ရက်နေ့ကငလင်ကြောင့်မန္တလေးတက္ကသိုလ်ပေမဆောင်ရင်ပြိုကျပြီးမိလောင်ကျွမ်းခဲ့စဉ်မန္တလေးစကိုင်းနေပြီးတော့ကချင်ပြည်နယ်ကျောင်းသား6200ကျော်အောင်အဖြေလွှာပျက်စီးသွားပြီးစာမှုဝဲပြန်လည်ဖြေဆိုခိုင်းမှုကိုကျောင်းသားတမကနဲ့ပညာရေးနယ်ပယ်အများပြားကကန့်ကွက်ထားကြောင်းစာမှုဝဲဖြေဆိုရမယ့်ကာလမှာဇွန်16ရက်မှ21ရက်နေ့ဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်